ဖုန်းအရန်ကြည့်ပြီးတော့ဖုန်းကိုအရန်ကြည့်နေရတဲ့လူကွန်ပျူတာအရန်ကြည့်ရတဲ့လူမျက်စိအားနေတွေဆိုရင်တော့ဒီမင်းခွာရွက်ကိုအမြင့်ဩဘာရောအကုန်လုံးခူးရမယ်ပေါ့နော်အမြင့်ဩဘာရောအကုန်လုံးယူမယ်ပြီးရင်တေချဆေးကြောရပါမယ်တေဒီတလေးဒီဘာမှမပါအောင်တေချဆေးကြောပြီးရင်ဟောတလူနေပူကြဲကြဲမှာလမ်းချောက်ထားရပါမယ်ကြည့်အမြင့်ရောနော်အမြင့်ရောကြည့်အမြင့်ရောအရွက်ရောအကုန်လုံးနော်ဒါတန်တန်ရှင်းရှင်းဆေးထားပြီးသားဖြစ်တယ်နေပူမှာဒီလိုလမ်းပြီးတော့အရန်ချောက်သွားရင်ကျွေကျသွားတယ်ဒါဒီကျွတ်ကလေးဖြစ်သွားတယ်နော်လမ်းချောက်ပြီးကျွတ်ဖြစ်သွားရင်ကြည့်ဒီလိုလေးတွေနော်ဘူးထဲမှာတေချထည့်ထားလိုက်ပြီးရင်ကြည့်တွေ့ရနော်အကုန်လုံးချောက်ပြီးကျွတ်ဖြစ်သွားတယ်ပေါ့နော်ကြည့်အဲ့ဒါကိုရေနွေးပူပူနဲ့စိမ်ပြီးတောက်ပေးပါအဆွေမျက်စိအားကောင်းလာပါလိမ့်မယ်နော်ဒီဗီဒီယိုကြည့်ပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်တယ်အကုန်လုံးမျက်စိအားကောင်းပြီးကောင်းကောင်းမြင်နိုင်ကြပါစေနော်လမ်းမန်အမြင်မှန်မြင်နိုင်ကြပါစေပေါ့နော်မျက်စိအားကောင်းကြပါစေပေါ့နော်